ဆွေတို့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်အဲ့တော့ကျွန်တော်အခုနတော့ကတ်နာမည်ကလေး၃ကတ်ပေါ့ကလေး၃ကတ်2026မှာမိတ်ဆွေတို့ဘာတွေပြောင်းလဲသွားမယ်ဘယ်လိုအရာတွေတိုးတက်လာမလဲဆိုတဲ့အရာကိုကျွန်တော်မိတ်ဆွေတို့ဟောပြောပေးထားတာကတ်နာမည်1လေးကတော့ပြီးသွားပြီပေါ့နော်ဒါကတ်နာမည်2လေးကိုဟောပြောပေးမှာဖြစ်ပါတယ်ကတ်နာမည်2လေးကတော့မိတ်ဆွေတို့ယူထားတဲ့ကတ်နာမည်လေးဖြစ်တယ်အိတ်ဆောင်ဆိုတဲ့နာမည်လေးဖြစ်ပါတယ်နော်အဲ့တော့အိတ်ဆောင်ကတ်လေးဖြစ်တဲ့အတွက်မိတ်ဆွေတို့က2026မှာခံရမှာကောင်းနေတိုးတက်လာတာမျိုးတွေပေါ့နော်လှင်းလှင်းမြမြတိုးတက်တာဗျသူများလိုနှောင်းတိုးတက်တယ်ဒါပေမဲ့နှင်းနဲ့တိုးတက်တာမဟုတ်ဘဲနဲ့လှင်းလှင်းမြမြတိုးတက်တာပေါ့နော်ခံရမှာကောင်းနေနှင်းမြမြတိုးတက်မယ်ခံရမှာကောင်းနေအားဟိုမှာအောင်မြင်နဲ့ဟိုမှာကိုဖြစ်ချင်တဲ့အရာမှန်များမြင်မြင်နဲ့တိုးတက်လာတာမျိုးတွေမြင်ရတယ်ပေါ့နော်နောက်မလို့ရှိရင်မိတ်ဆွေတို့အရင်တော့အလုပ်တွေမရှိဘူးအိုင်းတွေမရှိဘူးဆိုတော့လူမျိုးတွေအခုကာလာရောက်လာပြီဆိုရင်အလုတ်ကိုင်းနဲ့ပတ်သက်လက်ပြီးအားတွေကိုနားရတယ်ကိုမရှိအောင်အလုတ်တွေလုံနေရတာမျိုးတွေကျွန်တော်မြင်ရတယ်ပေါ့နော်အဲ့တော့အလုတ်တွေနားရတယ်မရှိဘူးအလုတ်တွေလုံရတယ်အလုံးလုံးပင်ပန်းနေဆိုတဲ့ဥစ္စာတွေတောင်မှဖြစ်လာမယ်ဆိုတဲ့နမိတ်မျိုးတွေပေါ့နော်အားကောင်းမွန်တဲ့နမိတ်တွေဖြစ်တယ်အဲ့တော့ဒီလိုခါလာမျိုးမှာအခွင့်အရေးကောင်းနေခွင့်လန်းတွေရရှိလာမယ်အလုတ်ကိုင်းနဲ့ပတ်သက်အခွင့်အရေးကောင်းနေခွင့်လန်းတွေရရှိလာမယ်ငွေချင်းနဲ့ပတ်သက်ပြီးငွေအစုံလုံးအရင်လိုက်နေဝင်လာမယ်ဝင်အောင်မှပြင်းနှင်းဝင်တာမဟုတ်နော်မြန်ဆန်နေဝင်မယ်နောက်ပြီးတော့ချစ်သူရေးစားအိမ်အောင်ပဲအချင်းအိမ်အောင်ကြီးနဲ့ပတ်သက်လို့ရှိရင်လည်းဒီလိုကလာမျိုးမှာချစ်သူရေးစားတွေရမယ်အိမ်အောင်ပြုဖို့စဉ်းစားထားတဲ့လူတွေဆိုရင်လည်းအိမ်အောင်မြန်ပြုပြင်မယ်နော်နှင်းဝေးမှုံနော်မြန်ပြုပြင်မယ်အိမ်အောင်လှည့်နေအိမ်အောင်တွေပြုပြင်တာမျိုးတွေမြန်ဆန်နေအိမ်အောင်ပြုပြင်တာမျိုးတွေအိမ်အောင်တဲ့ဘောကမြန်ဆန်ရောက်သွားတာမျိုးတွေမြင်ရတယ်အဲ့တော့ခရနေတဲ့လူတွေကြိုက်နေတဲ့လူတွေချစ်သူရေးစားအဖြစ်နဲ့ချက်ချင်းမြန်ဆန်ရောက်သွားတာမျိုးတွေ2026မှာဖြစ်လာမယ်ဆိုတဲ့နာမည်မျိုးတွေပေါ့နော်အဲ့တော့ချစ်သူကြီးသားမရှိတဲ့လူဆိုရင်လည်းချစ်သူကြီးသားအစ်တွေရမယ်အကယ်၍ချစ်သူကြီးသားအရင်တော့မရှိခဲ့ဘူးဒီကာလမှာချစ်သူကြီးသားမြန်ဆန်အစ်တွေရမယ်အဲ့လိုပုံစံမျိုးတွေပေါ့တော့မြန်ဖြစ်တဲ့နာမည်မျိုးတွေပဲဒီအိတ်ဆောင်ဝင်နာမည်ကမြန်ဖြစ်မဲ့နာမည်မျိုးတွေအဲ့တော့ဘယ်အရာမှဖြစ်မြန်ဖြစ်မယ်ကောင်းတာတွေမှန်သမျှနဲ့မြန်ဖြစ်မယ်အရင်တော့ကိုကသူ့ကိုစိတ်ဝင်စားနေတယ်စိတ်ဝင်စားနေတယ်စိတ်ဝင်စားနေတဲ့အဆင့်ကနေလည်းပြောချစ်တဲ့အဆင့်တွေချစ်တွေလာတဲ့ဆိုတော့အဆင့်မျိုးတွေတော့ရောက်လာမယ်အဲ့တော့တော်တော်လေးကိုကောင်းမွန်တဲ့နာမည်မျိုးတွေဖြစ်တယ်ပေါ့နော်တော်တော်လေးကောင်းမွန်တဲ့နာမည်မျိုးတွေဖြစ်တယ်နောက်ပြီးလို့ရှိရင်ဒီလိုကာလမျိုးမှာကျွန်တော်မြင်တာပေါ့နော်ကျွန်တော်မြင်တဲ့ဟာအိမ်ယာအသစ်တွေရတာမျိုးတွေအိမ်အသစ်ပြောင်းရတာမျိုးတွေလည်းမြင်တယ်ရန်ဝေးခရီးတွေဝါတာမျိုးလည်းမြင်တယ်ရေချားမြေချားသွားတာမျိုးတွေလည်းမြင်တယ်ပေါ့နော်အဲ့တော့ရေချားမြေချားသွားမှုကြံစည်ထားတဲ့လူတွေနိုင်ငံခြားမှာသွားဖို့ကြံစည်ထားတဲ့လူတွေနိုင်ငံခြားမှာအလုံးလုံးဖို့ကြံစည်ထားတဲ့လူတွေဆိုရင်လည်းအလုပ်တွေမြန်ဖြစ်ရမယ်မြန်နေသွားရမယ်မြန်နေဖြစ်မယ်ဆိုရင်နာမည်မျိုးဖြစ်နေပေါ့တော်တော်လေးကိုကောင်းမွန်တဲ့နာမည်မျိုးတွေဖြစ်ပါတယ်အဲ့တော့ဖြစ်အောင်လုပ်ပါချိုးစားထားတဲ့အရာတွေမှများသိပွင့်နေရ2026မှာမိတ်ဆွေတို့အတွက်ကိုပဲရောက်ရှိလာမယ်ဆိုရင်နာမည်မျိုးတွေဖြစ်ပါတယ်အဲ့တော့တော်တော်လေးကောင်းမွန်တဲ့နာမည်လို့ပြောလို့ရပါတယ်အဲ့တော့ဒီကာလာမျိုးမှာပေါ့ဒီကာလာမျိုးမှာဘာတွေလုံးသင့်လဲဆိုတော့ဘယ်လုံးမဆိုပေါ့ကိုအတွက်အချိုးရှိမယ်ဆိုရင်အလုံးမျိုးတွေကိုမြန်ဆန်လုပ်ပါမြန်ဆန်လုပ်ခြင်းအပြင်မြန်ဆန်လုပ်ခြင်းအပြင်မြန်ဆန်အချိုးကျေးဇူးကောင်းတွေရရှိလာမယ်ဆိုရင်နာမည်မျိုးဖြစ်ပါတယ်အဲ့တော့အချိုးတွေတင်နေတဲ့လူတွေအချိုးတွေမြန်ဆန်ဆက်နိုင်မယ်အဆက်ရရှိတဲ့လူဆိုရင်လည်းဒီကာလာမျိုးမှာမြန်ဆန်ရလာမယ်2026နှစ်လုံးမှာမြန်ဆန်ရလာမယ်အဲ့တော့ကျမ်းမာရေးမကောင်းတဲ့လူတွေဆိုရင်လည်းကျမ်းမာရေးကိုမြန်ဆန်ကောင်းလာမယ်ဒီကရဲ့နမိတ်ကမြန်ဆန်ဖြစ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့တော်တော်လေးကောင်းမွန်တဲ့နမိတ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပိုင်းနံပါတ်3ကိုကတ်နံပါတ်3ပေါ့ဗျာကတ်နံပါတ်3ရွေးထားတဲ့လူတွေကတ်နံပါတ်3ရွေးထားတဲ့လူတွေကြတော့5 of cat ဆိုတဲ့နမိတ်ဖြစ်တယ်ပေါ့နော်အဲ့တော့5 of cat နမိတ်ကိုနောက်ဗီဒီယိုလေးတစ်ခုမှာဆက်လက်ပြီးတော့ရှာဖွေပြီးတော့ကြည့်ရှုလိုက်ပါအဲ့တော့ကတ်နံပါတ်3နဲ့ပတ်သက်လို့မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာတွေကတ်နံပါတ်3မှာတော့ငါတို့ဘယ်လိုဖြစ်လာမယ်ဘဝကြီးဘယ်လိုပြောင်းလဲသွားမယ်ဆိုရင်နာမည်မျိုးတွေကိုကတ်နံပါတ်ရွေးထားတဲ့လူတွေကနောက်ဗီဒီယိုလေးတစ်ခုမှာဆက်လက်ပြီးတော့ကြည့်ရှုပါလို့ကျွန်တော်ကပြန်ရက်ခံပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကံကောင်းမှုပျော်ရွှင်မှုချမ်းသာမှုတွေကိုအစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တော့ဆရာထုတ်အောင်ဆရာပါ